ကြားလုံးမင်္ဂလာပါနော်ဗုဒ္ဓဦးသားသမီးများနှစ်ဟောင်းကုန်ပြီးတော့2026ခုနှစ်ကိုစတင်ဝင်ရောက်တော့မှာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဦးသားသမီးတွေ2026ခုနှစ်မှာကျမ်းမာရေးစီးပွားရေးအိမ်တော်ရေးစတဲ့ကိစ္စတွေအတွက်တဲတော်နမိတ်ဖတ်ကြားပေးမှာဖြစ်ပါတယ်နော်အဲ့တော့ဟောတဲ့စီစဉ်လေးမစတင်ခင်မှာဗုဒ္ဓဦးသားသမီးကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ယူရိုမင်္ဂလာချမ်းနေပြီးတော့သတင်းစကားလေးတွေလိုရင်းတို့ချင်းပြောချင်ပါတယ်ကျွန်တော်ယူရိုမင်္ဂလာချန်ဒီအခမဲ့ရရခြေပေးတဲ့နေရာဖြစ်ပါတယ်ဗုဒ္ဓဦးနေ့ကလွှဲပြီးတော့ကျန်တဲ့ရက်တွေမှာပေးရမရှိဖွင့်ပါတယ်အဲ့တော့အင်္ဂါနေ့နဲ့စနေနေ့မနေ့8နာရီမှာနဝင်းပွဲရရကြီးရှိပါတယ်တနင်္ဂနွေနေ့မနေ့8နာရီမှာတော့ခင်မွန်ကြီး10ပါအလှရရပွဲရှိပါတယ်အင်္ဂါနေ့ညမှာတော့ဓာကြီးလေးပါအလှရရပွဲရှိပါတယ်ကြာသပတေးနေ့မနေ့မှာခေါင်းစိမင်္ဂလာရရပြုလုပ်ပေးပါတယ်တောက်ကြနေ့မှာဆိုရင်တော့လိုချင်တာတွေကိုမြန်မြန်ရအောင်ကြားပွဲရရရှိပါတယ်ကိုယ်တိုင်ဘေရင်တက်လောကီပညာတက်တွေဂမ်မီတာတက်တွေသင်ယူခြင်းနဲ့ဘေရင်သင်တန်းတက်ခြင်းနဲ့ဆိုရင်လစဉ်လတိုင်းတရက်နေ့ကနေပြီးတော့10ရက်နေ့အထိ10ရက်တာဘေရင်သင်တန်းရှိပါတယ်သင်တန်းကြီးတစ်ပြားမှပေးကြမလို့ပါဘူးအခမဲ့သင်ပေးတဲ့ဇယိတ်ငိမ့်သင်ပေးတဲ့ဘေရင်သင်တန်းဖြစ်ပါတယ်နော်ဒါအားလုံးကိုသတင်းစကားလေးတွေပါလိုက်ခြင်းဖြစ်ပါတယ်ဒါကြောင့်ဗုဒ္ဓဦးသားသမီးတွေအတွက်တဲတော်နမိတ်အကြပေးမှာဖြစ်ပါတယ်ဗုဒ္ဓဦးသားသမီးတွေအတွက်ပထမဆုံးကြတဲ့နမိတ်ကတော့2026ခုနှစ်မှာခွဲဖလား9လုံးဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်ဒီနမိတ်ကလူတယောက်ရဲ့အရှိမခွဲဖလား9လုံးအစီကြီးချတာအဲ့ခွဲဖလားလေးတွေထဲမှာကျတော့တချို့ခွဲဖလားတွေမှာဆိုရင်အိမ်ရှိတယ်တချို့ခွဲဖလားတွေမှာဆိုရင်လူရှိတယ်တချို့ခွဲဖလားတွေမှာဆိုရင်ယရနာပစ္စည်းတွေရှိတယ်တချို့ခွဲဖလားတွေမှာကောက်ပဲသီးနှံတွေရှိတယ်အလုပ်ကိုင်တွေအခွင့်အရေးတွေအခွင့်အလမ်းတွေအများကြီးကြုံမဲ့နှစ်ဖြစ်ပါတယ်ဗုဒ္ဓသားသမီးတွေကတော့2026ခုနှစ်မှာအလောက်ကိုင်ခွင့်ရေးခွင့်လန်းတွေကံကြမ္မာကောင်းတွေများစွာကြုံတတ်ပါတယ်။ဒါပေမဲ့မပြင်းနဲ့အခုလည်းမပြင်းနဲ့နောင်လည်းမပြင်းနဲ့အဲ့လိုမျိုးပြောရမယ့်အားမျိုးဖြစ်နေတတ်ပါတယ်။ဗုဒ္ဓသားသမီးတွေကကိုလုံနိုင်တဲ့အနေအထားတဲ့အများကြီးရှော့ပေါ်ပြီးလုံမိနေတတ်ပါတယ်။တတ်နိုင်သလားဗုဒ္ဓသားသမီးတွေကိုကြံကြံပေးနေတာကတော့နည်းနည်းလေးကြိုးစားဖို့လိုပါတယ်။ဘာကြောင့်လဲကြိုးစားရင်ကြိုးစားတော့အရာထင်မဲ့ကံကြမ္မာမျိုးလည်းရှိပါတယ်အလောက်ကိုင်ခွေရေးခွင့်လန်းတွေများစွာပေါ်ပေါက်တတ်တဲ့အချိန်ကာလမျိုးဖြစ်တယ်အလောက်နဲ့ပတ်သက်ရင်ကံစားတာတော်တော်လေးကောင်းပါတယ်အလောက်တွေမဟုတ်ပါဘူးတခြားအခွင့်အရေးတွေအခွင့်လန်းတွေကံကြမ္မာကောင်းတွေအများကြီးကြုံတတ်တယ်ဘိုးလိုသားကြီးတွေအတွက်အင်မတန်မှစိတ်ချမ်းသာပျော်ရွှင်ရမယ်နှစ်မျိုးပါပဲဒီနှစ်2026ကဘိုးလိုသားကြီးတွေအတွက်တော်တော်ကောင်းပါတယ်နောက်ငွေချင်းနဲ့ပတ်သက်တဲ့နမိတ်ရွှေကလတ်6လုံးဆိုတဲ့နမိတ်ကြတယ်ရွှေကလတ်6လုံးဆိုတာပန်းလေးတွေပွင့်နေတာကံကြမ္မာကတော်တော်ပွင့်လန်းနေပါတယ်2020ကျောင်းမှာဗုဒ္ဓဦးသားသမီးတွေကဧကမုတ်ကြငွေကြေးကံတာတာကောင်းတယ်ငွေကြေးကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာငွေကြေးနဲ့ပတ်သက်ရင်ပေါ်ကျွယ်ဝပတ်စံရှာဖွေရတာလွယ်ကူမယ်ကိုကပတ်စံသိန်း100လောက်လိုလိုက်တာလို့ပြောလိုက်တာစိတ်ကူးလိုက်ရုံနဲ့ရှိသေးတယ်ဆွေမျိုးသားချင်းတွေညီကိုမောင်နှမတွေတစ်ချိန်လုံးကိုလာပြီးတော့မိတ်ဆွေပေါင်းတဲ့ငယ်ချင်းတွေလာပြီးတော့ကုညီပံ့ပိုးပေးတာမျိုးလေးတွေမကြာခဏကြုံရတတ်တဲ့နှစ်မျိုးဖြစ်ပါတယ်အဲ့တော့ကိုကစိတ်ကတလိုက်ရုံနဲ့လွယ်လွယ်ကူကူရတတ်တာပေါ့အဲ့တော့အလောက်ကိုင်ခွင့်ရေးခွင့်လန်းတွေလည်းကောင်းတယ်ငွေချင်းနဲ့ပတ်သက်တဲ့ကံတာတွေလည်းကောင်းတယ်နောက်ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့လေကျယ်ပွင့်နမိတ်ကြတာပေါ့နော်ကျယ်ပွင့်ဆိုတာဘယ်လိုကောင်းမလဲမစွတ်ခင်ကလေးကညှော့ဆိုသလိုပဲကိုကငွေချင်းနဲ့ပတ်သက်ရင်အကူအညီတွေတောင်းစရာတော့မလိုနဲ့အလိုလိုနေနဲ့ automatic ကိုရတတ်တယ်အဲ့တော့လူမှုရေးမှာဆိုရင်လည်းကျယ်ပွင့်နှစ်ပွင့် infinity တဲ့အရန်ကောင်းတယ်ဘိုးလိုသားသမီးတွေရဲ့ကံတာဒီတော်တော်ဆုံးမှတော်တော်ကြီးကောင်းပါတယ်အလုပ်ကိုကြည့်မလားအခွင့်အရေးကိုကြည့်မလားငွေကြေးကိုကြည့်မလားလူမှုရေးကိုကြည့်မလားအရန်ကောင်းပါနည်းနည်းစိုးရင်ရတာတော့ကျမ်းမာရေးပါပဲကျမ်းမာရေးကတော့နည်းနည်းလေးသတိထားသင့်တယ်လို့အကြံဉာဏ်ပေးတယ်မှာမပြောလိမ့်မနဲ့ရုပ်တရက်ကျမ်းမာရေးခြူကြသွားတတ်တယ်ရုပ်တရက်ကျမ်းမာရေးညံ့သွားတတ်တယ်အဲ့တော့ကျမ်းမာရေးတော့နည်းနည်းသတိထားပါတော့မပြောလိမ့်မနဲ့ကျမ်းမာရေးလေးတွေတော့ဂရုစိုက်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ပညာရေးကဏ္ဍမှာကျတော့တော်တော်ကောင်းပါတယ်ပညာရေးနဲ့ပတ်သက်တဲ့ကံတာမှာကျတော့ကဘာလုံးကိုလက်ထက်မှာကင်ထားတဲ့နမိတ်ကြအဲ့တော့ပညာရေးကိစ္စတွေကောင်းတယ်သင်တန်းတက်မဲ့ကိစ္စတွေကောင်းတယ်စောင်းဝဲဖြည့်ဆိုမဲ့ကိစ္စတွေကောင်းတယ်တော်တော်ကြီးကောင်းပါတယ်ထွန်းတောက်တတ်တယ်အောင်မြင်တတ်တယ်ကိုရည်ရွယ်ထားတာတခုတကယ်လုံးဖြစ်တာ3-4ခုသင်တန်း3-4ခုတစ်ပြိုင်တည်းတက်ပြီးတော့အောင်မြင်မှုဖြစ်ထွန်းတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့အခြေအနေတော်ကြီးနဲ့ပတ်သက်ရင်တော့ကျွန်တော်တက်စေဆိုတဲ့နမိတ်ကြတက်စေကတော့နည်းနည်းလေးညံ့ပါတယ်အဲ့တော့အခြားလူအနောက်ရှက်ပေါ်တတ်တဲ့နှစ်မျိုးပါပဲတဲ့ဗုဒ္ဓသားသမီးတွေက3ဝင်းဆိုင်ဇလန်းနေကြောင်း2020ကျောင်းမှာစိတ်ညစ်ရတတ်တယ်စိတ်ရှုပ်ထွေးရတတ်တယ်ပြဿနာတွေကိုဖြေရှင်းနေရတတ်တယ်အဲ့ဒါတွေကမပြီးမပြတ်ဘူးဝ
ကိုလူနဲ့လည်းမပြီးမပြတ်ဒီလူနဲ့လည်းမပြီးမပြတ်အလဲအားဘာမှလည်းမသိရှုပ်ချက်တွေကတ်နေတာအဲ့တော့ဒီဘက်မှာစီးပွားရေးနဲ့ပတ်သက်ရင်ကံတရာကောင်းသလားအလုပ်ကိုင်းနဲ့ပတ်သက်ရင်ကံတွေကောင်းသလားငွေကြေးနဲ့ပတ်သက်ပြီးတော့ပေါ်ကျွယ်ဝသလားတစ်ဖက်မှာအခြေကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအင်မတန်မှစိတ်ညစ်ရတတ်တဲ့ကံကြမ္မာစိုးမိုးတဲ့2026ခုနှစ်ဖြစ်ပါတယ်အဲ့တော့နှလုံးသားရေးအောင်အကြောင်းပြုပြီးတော့ဗုဒ္ဓဝသားသမီးများ2026မှာတောကဖြစ်တတ်ပါတယ်အဲ့တော့နှစ်ချမ်းဖြစ်သွားတာပေါ့နော်တစ်ချမ်းကျတော့စီးပွားရေးအလုပ်ကိုင်ကံကြမ္မာတွေကောင်းတယ်တစ်ဖက်ကနှလုံးသားရေးဟာနဲ့ပတ်သက်စိတ်မောလူမောဖြစ်တတ်ပါတယ်အဲ့ဒါလေးတွေသတိထားသင့်ပါတယ်ဘုရောသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းစေတဲ့အယောင်လေးတွေအဖြူရောင်ညီညွတ်ရောင်ကောင်းပါတယ်ကဏ္ဍအပြင်ဆိုရင်နှစ်စား3စုံ3စားနှစ်စုံလက်ကြီးကောင်းတဲ့ကံကြမ္မာကဏ္ဍဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကိုကစွန်းရွက်ကြော်နဲ့စွန်းတော်ကပ်ပါစွန်းလောင်းပါကစွန်းရွက်ကြော်ကိုစွန်းတော်ကပ်ပါကစွန်းရွက်ကြော်ကိုစွန်းလောင်းပါကိုမကြီးလည်းမကောင်းတဲ့ကံစားတာအညာကိုက်တွေပြေပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်အဲ့တော့ဘုရောသားသမီးတွေအတွက်ကတော့ခုနကပြောကံကြမ္မာလက်ခမောင်းခတ်ရမယ့်အချိန်ဖြစ်ပါတယ်ခုနကဂါရာလေးတော့မေ့သွားမှာစလို့နော်ပြန်ရုပ်ပြတယ်အိုးမပြင်းနဲ့အခုလည်းမပြင်းနဲ့နောင်လည်းမပြင်းနဲ့ဒါဘုရောသားသမီးတွေအတွက်ဖြစ်ပါတယ်ဘာကြောင့်ဆိုဒီကအလုတ်ကိုင်းတွေခွဲတွေခွန်းတွေအများကြီးပေါ်လာမှာအများကြီးရောက်လာမှာအဲရောက်လာတဲ့ဥစ္စာကိုတကယ်အားတဲ့တရောနဲ့နော်ပါစင်းနဲ့အပြည့်ကြိုးစားအားထုတ်တဲ့နဲ့လို့ကြံပေးခြင်းပါတယ်နော်အဲ့တော့ဟောဒရန်လေးပြီးသွားပြီဆိုတော့ဒါလေးတွေလည်းသတိတရားပြောခြင်းပါတယ်နံပါတ်1ကတော့အဘဇာကြီးမင်းသိန်ခါကြီးကြီးနဲ့ဗရောက်အပီးပေါက်ဆိုတဲ့ပရိလေးဖြစ်ပါတယ်နော်ဗရောက်သားပရိလေးပါကြီးနဲ့ရောတာမိတို့ရဲ့အလောက်ကန်အကျန်စီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေရည်မှန်းချက်တွေကိုတဲ့မြန်ဆန်ပြီးစေတယ်ပြီးမြောက်စေတယ်အောင်မြင်စေတယ်စိတ်ကြတော့မလိုပါဘူးစောင့်တတာနဲ့စွမ်းတယ်စိတ်ပဲဆိုရင်တော့သူမှာပရိစိတ်ကြီးလေးပါပါတယ်နော်အိုက်တန်လေးစိတ်ပါဗာမင်းသိန်ခါရဲ့ကြီးဗရောက်ဆိုတဲ့ပရိလေးလိုချင်တယ်ဆိုရင်လည်းဆက်သွယ်မှာယူပါဒါတော့ကျွန်တော်ကိုယ်တိုင်စီရင်ပေးထားတဲ့လက်ဖွဲ့လေးတွေဖြစ်ပါတယ်ကျမ်းမာရေးကောင်းစေဖို့အတွက်ဆိုပြီးတော့တံပြန်စမနဲ့လောက်ထားတဲ့လက်ဖွဲ့လေးဖြစ်ပါတယ်ဒါတော့ကြီးလေးကြီးစမနဲ့စီရင်ထားတဲ့အစိမ်းရောင်စီပွားရေးလက်ဖွဲ့လေးဖြစ်ပါတယ်ဒါတော့ခြေအိမ်တော်ရေးအတွက်ပီယာလက်ဖွဲ့လေးဖြစ်ပါတယ်ဒါတော့အဲ့ဒီအင်းတွေနဲ့အားလုံးနဲ့စီရင်ထားတဲ့အဆောင်ဆလွယ်လေးဖြစ်ပါတယ်နော်ဒီမှာစောင်းလို့ရတာပေါ့နောက်ဒီဥစ္စာတော့ဈေးဆိုင်တို့ငွေပေးငွေယူလုပ်ငန်းတို့2D 3D လုပ်ငန်းတွေအတွက်စီရင်ပေးထားတဲ့ဝါစိမ့်နီအင်းစမဖျောင်းနိုင်တော်ကြီးတွေဖြစ်ပါတယ်ဒါကတော့ယရနာဒီပန်ဆိုတဲ့ဖျောင်းနိုင်ဖြစ်ပါတယ်ဒါကကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ကမမလတ်တဲ့ကြားတွေဟာစီရင်ပေးထားတာဖြစ်ပါတယ်အဲ့ဒီအရာလေးတွေအလိုရှိတယ်ဆိုရင်လည်းကျွန်တော်ရဲ့ Viber နံပါတ်ကနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်နော်အဲ့တော့ဘုရောသားသမီးကျွန်တော်ရဲ့မိတ်ဆွေအပေါင်းကျွန်တော်တို့ယူတော်မင်္ဂလာချမ်းရဲ့လိပ်စာကတော့ဒီထောက်ကျန့်အကျော်မော်ဘီတိုးဂိတ်ရှိပါတယ်အဲတိုးဂိတ်နာမှာကိုလုံးငွင်းဆိုတဲ့မှတ်တိုင်ရှိပါတယ်အဲကိုလုံးငွင်းမှတ်တိုင်ကနေဝင်လို့ရှိရင်ပိန်နယ်ကုန်းကျေးရွာမှာကျွန်တော်တို့ယူရောမင်္ဂလာချန်တည်ရှိပါတယ်ဆိုတော့ယူရောမင်္ဂလာချန်ဒီခုနှစ်ရက်သားသမီးများကိုအခမဲ့မေတ္တာတက်စေတနာတက်နဲ့ရရခြေပေးတယ်ရရအောင်မြည်ပဲဖြစ်ပါတယ်ဘောရောသားသမီးကျွန်တော်ရဲ့မိတ်ဆွေများ Happy New Year ပါ2026ခုနှစ်မှာကံကောင်းခြင်းတွေရပါစေအောင်မြင်ခြင်းတွေရပါစေကျမ်းမာရေးကောင်းပါစေဘေးဥပဒ်အန္တရာယ်တွေကင်းကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်